ဒီနေ့ကြာကန်ထဲမှာရေညှိတွေများလာတာကြောင့်ရေလှယ်ဖို့ငါးလေးတွေကိုခဏဖယ်ထုတ်ရင်တွေးစရာလေးပေါ်လာပါတယ်။ရေတွေဖောက်ချပြီးကန်လှယ်ဖို့အတွက်ငါးလေးတစ်ကောင်ဟာဘလို့မှဖမ်းမရပဲလှစ်ပြေးနေလေရဲ့။သူ့နေရာကကြည့်ရင်ဒီဖမ်းဆီးမှုကလွတ်မြောက်နေခြင်းဟာသူ့အတွက်ကံကောင်းခြင်းလို့သူထင်နေမှာပေါ့။တကယ်ရင်ဆိုင်ရမယ့်အခြေအနေမှန်ကသူထင်တယ်လို့မဟုတ်မှန်းသူလည်းမသိနိုင်တယ်လို့အဖမ်းခံရပြီးပုံထဲရောက်သွားတဲ့ထက်ခွာသွားသူတွေစီကအကြောင်းလဲသူဘာမှမသိနိုင်တော့ပါဘူး။ဒါကို organizational behavior အမြင်နဲ့ကြည့်မယ်ဆိုရင် resistance to change အပြောင်းလဲကိုခုခံခြင်းလို့ခေါ်နိုင်ပါတယ်။အဖွဲ့အစည်းတစ်ခုမှာပိုကောင်းတဲ့ management စနစ်တစ်ခုကိုပြောင်းလဲတဲ့အခါဒါမှမဟုတ်ပိုကောင်းတဲ့ culture တစ်ခုကိုတည်ဆောက်တဲ့အခါတချို့ဝန်ထမ်းတွေဟာလက်ရှိအခြေအနေမှာပဲဆက်နေကြကြပါတယ်။သူတို့အတွက်တော့အပြောင်းလဲဆိုတာချင်းချောက်မှု threat တစ်ခုလိုခံစားရပြီးကိုကာကွယ်ဖို့ကြိုးစားကြတယ်။ဒါဟာ information asymmetry ကြောင့်လည်းပါပါတယ်။ခေါင်းဆောင်ကမြင်နေရတဲ့ပိုတန့်ရှင်းတဲ့ရေကန်တဲ့အကြောင်းကိုအောက်ခြေကငါးလေးကမမြင်နိုင်တဲ့အခါသူ့မှာကြောက်ရွံ့မှုတွေရှိလာတာတဘာဝပါ။လောကမှာလည်းဒီလိုရေနှဲငါးဘဝနဲ့ကြံရစ်သူတွေရှိကြမှာပါ။တခါတရံမှာမတိနားမလည်မှုနဲ့ကြောက်ရွံ့စိတ်တွေကပဲကိုယ့်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုပိတ်ဆို့နေတတ်ပါတယ်။ဒါကြောင့်အပြောင်းလဲတစ်ခုကြုံလာတိုင်းတတိနဲ့ဆင်ခြင်ကြည့်ဖို့လိုအပ်ပါတယ်။